နိုင်ငံမတူတဲ့ office တွေမှာရှိနေတဲ့ server တွေအချင်းချင်းဘယ်လိုမျိုးချိတ်ဆက်မလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်။နိုင်ငံမတူတဲ့ office တွေမှာရှိနေတဲ့ server အချင်းချင်း server တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ဖို့အတွက်ကိုကျွန်တော် site to site VPN ဆိုပြီးတော့သုံးကြပါတယ်။အဲ့တော့ site to site VPN အကြောင်းရှင်းပြရတော့မှာပေါ့။အဲ့တော့ site to site VPN ကိုသုံးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပုံဆွဲပြထားတယ်။ဥပမာအနေနဲ့ကျွန်တော်တို့ဒီမှာ site 3 site ရှိတယ်ပေါ့။အဲ့တော့ရန်ကုန်ရယ်စင်ကာပူရယ်ထိုင်းရယ်ဒါဒီ office 3ခုဒီ office 3ခုမှာကျွန်တော်က office တစ်ခုမှာရှိနေတဲ့ ID ကတခြားသော office တွေမှာရှိနေတဲ့ office တိုင်းမှာ server တွေရှိတယ်ရန်ကုန်မှာလည်း server ရှိတယ်စင်ကာပူမှာလည်း server ရှိတယ်ထိုင်းမှာလည်း server ရှိတယ်ဒီလိုမျိုးမတူတဲ့နိုင်ငံမတူတဲ့ office တွေမှာရှိနေတဲ့ server ကိုရန်ကုန်က ID တယောက်ကနေလှမ်းပြီးတော့ manage လုပ်လှမ်းပြီး control လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ် topology ကိုသုံးရလဲဆိုရင် VPN နေမှာဆိုလို့ရှိရင် site to site VPN ကိုသုံးရတယ်အဲ့တော့ site to site VPN ကိုသုံးမှသာလျှင်ကျွန်တော်တို့ကမတူညီတဲ့နိုင်ငံမှာရှိနေတဲ့ server တွေကို manage လုပ်လို့ရမှာအဲ့တော့ဘယ်ပေါ်ကနေပြီးတော့ manage လုပ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့က internet ပေါ်ကနေပြီးတော့ပဲသွားရမှာကျွန်တော်တို့ကဒါက စိမ့် network မဟုတ်တဲ့အတွက် fiber တွေလည်းဆွဲလို့မရအောင်เนาะဒါမျိုးဖြစ်နေတယ် wireless လည်းသုံး point to point ပြစ်လို့မရအောင်အဲ့တော့ဘာလဲဆိုရင် internet ပေါ်ကနေပြီးတော့ပဲ site to site VPN တွေကိုအသုံးပြုပြီးတော့ manage လုပ်ရတယ် okay အဲ့တော့ဒီလိုမျိုး site to site VPN ရဲ့အကြောင်းကိုကျွန်တော်ရဲ့ website မှာ bio မှာရှိတဲ့ website မှာအသေးစိတ်ရေးပေးထားတာရှိတယ်ပေါ့เนาะဒါက ID level ထဲမှာအခုမှစပြီးခြေလမ်းစမဲ့ညီကိုတဲ့အတွက်ဘုဒ္ဓတရလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့မှာသွားပြီးတော့ဖတ်ပေးပါနောက်ထပ်ဗီဒီယိုနဲ့ပတ်သက်နောက်ထပ်အကြောင်းအရာတွေဆက်ပြီးတော့ကျွန်တော်တင်အောင်ပါတင်တဲ့ခါကျရင်ဘယ်လိုအကြောင်းအရာလေးတွေထည့်ပြောစီခြင်းလဲဆိုတာကိုကျွန်တော် comment လေးမှတ်ပေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်